ခါတုန်းကတောင်ချေမရှိတဲ့ဘီယာဘူးလို့ခေါ်တဲ့ရွာလေးမှာအာကျွန်းဆိုတဲ့ရိုးသားကြိုးစားတဲ့တစ်ခုသမားလေးတယောက်ရှိတယ်။သူမှာဇနီးတဲ့မီယာနဲ့စာအလွန်ကြိုးစားတဲ့သားလေးကစ်ချန်တို့ရှိကြတယ်။အာကျွန်းကနေ့စဉ်နဲ့မျှတောထဲမှာတစ်ခုသွားပေမဲ့ဆင်းရဲလုံးလို့သားလေးရဲ့အကြောင်းစီတောင်မတက်နိုင်ချဘူးပေါ့။ရွာက Big Grand ဆိုတဲ့မောက်မားတဲ့မြေရှင်တစ်ထည်ကလည်းအာကျွန်းအငဲနှင်းပြီးလောင်ပြောင်လေးရှိတယ်။ဒီနေ့မှာအာကျွန်းတိုးရဲရောက်နေတော့အကူကြီးတောင်းနေကြလို့သွားကြည့်တဲ့အခါဒဏ်ရာရနေတဲ့တပေါက်ကိုတွေ့လိုက်ရတယ်။ရသေးကြီးကရေစာလုံးလို့တေခါနေဖြစ်နေပါပြီ။အနီးနားမှာရေမရှိပေမဲ့တမိုင်လောက်ဝေးတဲ့နေရာမှာဘလူးဆောင်တဲ့ရေကန်တကယ်ရှိတယ်လို့ရသေးကြီးကလမ်းညွှန်လိုက်တယ်။အာကျွန်းလည်းရသေးကြီးအသက်ကယ်ဖို့အသက်ဆုံးပြီးရေကန်စီသွားခဲ့တယ်။ရေကန်ဆောင်ဘလူးကသူ့ရဲ့ပဟေးလေးကိုဖြေနိုင်မှရေခတ်ခွင့်ပေးမယ်လို့ချိန်လျှောက်တယ်။အာကျွန်းကအရာအလုံးမှာရှိနေပြီးမမြင်နိုင်တာအတန်မထွက်ပဲကြားနိုင်တာအမောင်ထဲမှာလမ်းပြပေးနိုင်တာပါလဲဆိုတဲ့ပဟေးနီကိုမျောလင်းချက်လို့မှန်ကန်စာပြေဆုံးနိုင်ခဲ့လို့ရေရခဲ့တယ်။အာကျွန်းပြန်ရောက်ပြီးရေတိုက်လိုက်တော့ရသေးဟာအသက်ရှမ်းသာရသွားပြီးကျေးဇူးတုံ့ပြန်တဲ့အနေနဲ့မျက်လုံးတွေတောင်းနေတဲ့မော်သမင်းဖြူလေးတစ်ကောင်ကိုလက်ဆောင်ပေးလိုက်တယ်။ဒီသမင်းလေးကိုသမီးအရင်လေးလိုစောင့်ရှောက်ပါမင်းရဲ့ကံကြမ္မာကိုပြောင်းလဲပေးလိမ့်မယ်လို့မှာကြပြီးရသေးပြောက်ွယ်သွားတယ်။အာကျွန်းလည်းသမင်လေးကိုအိမ်ခေါ်လာပြီးသားသမီးအရင်ကိုချစ်ခင်စွာမွေးမြူထားလိုက်တယ်။မြေရှင်တတိပစ်ဂရန်ကသမင်ကိုငွေအများကြီးပေးဝယ်ပေမဲ့အာကျွန်းကမိသားစုဝင်ကိုမယောင်းစားနိုင်မှုဆိုပြီးညှင်းလို့လိုက်တယ်။တစ်ချိန်တည်းမှာပဲတိုင်းပြည်ရဲ့ဘရင်ပရာဒက်ရဲ့သမီးတော်ရိုချနီဟာကုမရယောဂဆန်တကူကြောင့်တေခါနေဖြစ်နေပါတယ်။နန်းနေပူရောဟိကမော်သမင်တကောင်ရဲ့မျက်ရည်နဲ့စင်ရသားတယောက်ရဲ့စစ်မှန်တဲ့မျက်ရည်နဲ့ပေါင်းစပ်လိုက်ရင်ကုစီပန်းပွင့်လေးပွင့်လာလိမ့်မယ်လို့နီလန်ပေမော်သမင်ဟာအာကျွန်းစီမရှိမှန်းသိသွားတဲ့ဘရင်ကြီးဟာရွာကိုကိုယ်တိုင်ဆင်းလာပြီးသမင်ကိုတိုင်းပြည်တဝက်နဲ့လဲမယ်လို့ကမ်းလှမ်းလိုက်တယ်။အာကျွန်းကနင်းတဲ့ကောင်အတင်းအဓမ္မလူယူဖို့လိုပါတော့တယ်။အာကျွန်းကသမင်လေးနဲ့မခွဲခွာခင်နောက်ဆုံးအနေနဲ့ဖက်ခွင့်ပေးပါလို့တောင်းဆိုတယ်။ဘရင်ကခွင့်ပြုလိုက်တဲ့အခါအာကျွန်းကသမင်လေးကိုဖက်ပြီးဝမ်းနဲ့ပလက်ကိုကြွေပါတော့တယ်။သခင်ဖြစ်သူရဲ့မြတ်တာကိုခံစားရတဲ့သမင်လေးကလည်းမျက်ရည်ကျလာတယ်။အဲ့ဒီလိုနဲ့လူနဲ့တရိษံရဲ့စစ်မှန်တဲ့မျက်ရည်တွေမြေသို့ကျသွားတဲ့အခါမှာတော့ရုတ်တရက်အတန်ရောင်ပန်းဝင်လေးတစ်ပွင့်ပွင့်လာခဲ့တယ်။အဲ့ဒီပန်းဝင်လေးနဲ့ကုသလိုက်တဲ့အခါမင်းသမီးလေးလည်းချက်ချင်းပြန်ကျန်းမာလာတယ်။ဘရင်ကြီးလည်းအာကျွန်းရဲ့မြတ်တာတရားကိုနားလည်သွားပြီးတောင်းပန်ပါတယ်။အဲ့ဒီချိန်မှာရသေးပြန်ပေါ်လာပြီးဒါဟာအာကျွန်းရဲ့ယူသားမှုနဲ့မြတ်တာတရားကြောင့်ရလာတဲ့ရလဒ်ပါပဲလို့မိန့်ကြားတယ်။ဘရင်ကြီးကကျေးဇူးဆက်တဲ့အနေနဲ့အာကျွန်းဝန်ထမ်းတွေအမတ်ခံသလိုသူနေတဲ့ကြောကိုပါပိုင်ဆိုင်ခွင့်ပေးလိုက်တယ်။အာကျွန်းကသူ့ရဲ့ယူသားမှုတစ္ဆာချင်းမှုနဲ့မြတ်တာတရားကြောင့်ဆင်းရဲတဲ့ဘဝကနေလွတ်မြောက်ပြီးသမီးလေးနဲ့အတူပျော်ခြင်းချမ်းမြေ့စွာနေထိုင်သွားပါတော့တယ်။